င်တန်ချင်ရင်ဆိုင်ကဆေးတွေဈေးကြီးတဲ့မြေဆွေးအိတ်တွေဝယ်ထဲမှာရမယ်လို့ထင်နေကြတယ်မလားတကယ်တော့မိတ်ဆွေတို့ရေကောင်းဆုံးအရာတွေကဈေးသက်သာဆုံးပါပဲဒီနေ့မှာစိုက်ပျိုးမွေကနေခမားရဲ့မြေကြီးကိုငွေမကုန်ပဲဘလို့ပြုပြင်မလဲဆိုတဲ့အခြေခံအုတ်မြင့်အကြောင်းအရာတစ်ခုပြောပြချင်တယ်ပေါင်းမြင့်မပေါက်အောင်ပလတ်စတစ်ခင်းကြတယ်ဒါပေမဲ့ပလတ်စတစ်ကမြေကြီးကိုအသက်ရှူကျက်စေတယ်အဲ့ဒီအစားစက်ကူချက်ဖာအညိုတွေကိုခင်းပါသူကကြာရင်ဆွေးပြီးမျောစာဖြစ်သွားလိမ့်မယ်ပေါင်းလဲတင်မြေလဲအားရှိနိုင်ငံခြားကလာတဲ့တစ်ဆွေးမြေပြိုးထောင်မြေတွေကဈေးကြီးလို့နဲ့အဲ့ဒီအစားတဲချမ်းကိုရောနေလိုက်ပါတဲကမြေကြီးကြားမှာလေကိုပေါက်တွေဖြစ်စေပြီးအမြင့်တွေကိုတတ်မာစေတယ်ဓာတ်မျောစာဟာအပင်အတွက်မူရစ်ဆေးလိုပါပဲထည့်လိုက်ရင်အပင်ကချက်ချင်းထပြီးလန်းလာမယ်ဒါပေမဲ့ခမားမြေကြီးတွေကအကျိုးပြုပိုးမွားတွေကတော့တေကုန်မယ်ရေရှည်မှာဆေးမကျွေးရင်မတန်တော့တဲ့အပင်တွေဖြစ်ကုန်ရောသဘာဝနီလန်းကသာအကောင်းဆုံးပါအုံမြင့်ခိုင်မှာတိုက်တက်လို့ရမယ်မြေကြီးကောင်းမှတထေးဖြစ်မယ်နောက်ပိုင်းတွေမှာအလကားရတဲ့အပင်တွေအကြောင်းပြောပြပေးမယ်စောင့်ကြည့်ဖို့ follow လုပ်ထားနော်